ဒီတစ်ပါးကြီးကအစားဘာမှမရှိခဲ့ပေမဲ့နဖျားမရဲ့အလင်းတန်းတစ်ခုကြောင့်တိုက်တွေဖြစ်ပေါ်လာပြီးမျိုးနွယ်စုကိုကူကလည်းမိုးပွားလာခဲ့ပါတယ်။လိုက်ကသူ့ရဲ့မိသားစုကိုတက်တောင့်တက်တာရှိတဲ့ဘဝတွေပေးစွမ်းနိုင်မှုအတွက်အင်အားကြီးမားတဲ့စွန့်စားသူတအုပ်ဖြစ်လာဖို့အိမ်မက်ကိုအကောင့်နဲ့ဖော်ဖို့အတွက်ရွာကနေထွက်ခါခဲ့ပါတယ်။ရက်အနှဲငယ်ကြာပြီးနောက်မှာတော့သူကအိမ်မက်မျိုးတော်ကိုရောက်ရှိခဲ့ပြီးစွန့်စားသူများအဖွဲ့အစည်းကိုရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့အဖွဲ့အစည်းကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီမှာအကျိုးဝန်ထမ်းတအုပ်ကသူ့ကိုကြိုးဆိုပြီးတင်းလော်တဲ့အဆင့်အတန်းပေးနိုင်မှုအတွက်သူ့ရဲ့ scale ကိုမေးခဲ့ပါတယ်။သူ့မှာမရေမတွက်နိုင်သောဂါရှာလို့ခေါ်တဲ့ scale ရှိကြောင်းနဲ့ SK ကိုပြလိုက်ပြီးကျိုးနေတဲ့ခရင်နဲ့ပုံနေတဲ့အစားအစာတွေကိုဆင့်ခေါ်ပြလိုက်ပါတယ်။ကောင်နာကကောင်မလေးကလည်းလိုက်ရဲ့ဆောက်ရန်ကျန်းတဲ့စကေးတွေကြောင့်သူ့ကို FS စွန့်စားသူအဖြစ်မှတ်ပုံတင်ပေးလိုက်ပါတယ်။ Telegram မှာဝေကြီးရှောက်ဖွန်လို့ရချပြီးအိန္ဒိယမြန်မာကိုရီးယားရှိုင်းနာဆက်ကများအပြင် enemy ကားတွေကိုလည်းတနေရာထဲမှာစုံလင်စာကြည့်ရှုနိုင်ပါပြီ။လိုက်ကလည်းပုတ်ပြားပေါ်ကအလုပ်တွေကိုလုပ်ဖို့ကြိုးစားပေမဲ့လူသားတွေကပညာရေးအားနေရကြောင်းပုတ်ပြားပေါ်ကစာတွေကိုမဖတ်နိုင်ပါဘူး။အဲဒါကြောင့်သူလုံးနိုင်မဲ့အလုပ်ရှိလာလို့ကောင်နာကကောင်မလေးကိုမေးကြည့်လိုက်တော့ကောင်မလေးကထင်းခွေတာတို့မျက်နှုတ်တာတို့အလုပ်တွေရှိကြောင်းပြပြလိုက်ပါတယ်။လိုက်လဲထွက်သွားပြီးတနေ့လာတော့ရနာတဲ့မြခက်ခဲတဲ့အလုပ်တွေကိုလုပ်ကန်ခဲ့ပါတယ်။အလုပ်လုပ်ပြီးပြန်လာတော့တဲကိုကန်ရှာဖို့သွားရင်လည်းသူကတားရဲ့အုပ်စုတစုနဲ့တိုင်မိခဲ့ပြီးတားရဲတွေကသူတို့နာကပ်ပြီးလမ်းချောက်လို့ဆိုကလိုက်ကိုအပြစ်တင်ကျိမ်းမောင်းနေပါတယ်။နောက်တော့တားရဲ့ခေါင်းဆောင်ကလိုက်မှကြံတဲ့ပတ်စံကြီးအားလုံးကိုယူသွားပါတယ်။လိုက်ကလည်းပြန်မှုကြိုးစားပေမဲ့အကန်ခံလိုက်ရပြီးရှော့အိုင်နဲ့လဲကျသွားပါတယ်။ရုတ်တရက်အမျိုးသမီးတဦးကသူ့စီလက်လံပေးလိုက်ပါတယ်။ရှော့နေပေးရဲ့လက်တွေနဲ့ကောင်မလေးရဲ့လက်ကိုဆုပ်ကန်လိုက်တဲ့နောက်မှာသူမဟာနတ်တငယ်တအူးဖြစ်နေတာကိုသိလိုက်ရပြီးကြောက်လန့်တကြားနောက်ဆုတ်သွားပါတယ်။ဒါကိုမြင်တော့ဆာချာကစိတ်မပူဘူးပြောပြီးရှော့ထဲမှာထိုင်ကြကသူ့ကိုပွေဖွက်လိုက်ပါတယ်။ဆာချာမှာအဖွဲ့တစ်ခုရှိပြီးသူတို့အဖွဲ့ဟာမျိုးနွယ်စုကိုမျိုးလုံးအကြားခွဲခြားဆက်ဆံမှုကိုအဆုံးသတ်ဖို့ရည်ရွယ်ထားတဲ့အဖွဲ့တစ်ခုဖြစ်ကြောင်းရှင်းပြပါတယ်။သူတို့အားလုံးကတအူးနဲ့တအူးမိတ်ဆက်လိုက်ကြပြီးလူမျိုးအားလုံးကိုစီလုံးစေခြင်းဖြင့်ကမ္ဘာငြိမ်းချမ်းရေးကိုအပိသက်ရရှိဖို့အတွက်သူတို့အဖွဲ့ကိုပြည့်စုံစေဖို့လူသားတအူးကိုရှာဖွေနေကြောင်းပြပြပါတယ်။လိုက်ကိုအဖွဲ့ထဲဝင်ဖို့ပြောတဲ့အခါလိုက်ကလည်းသူ့ဘောကျင်လာတဲ့အဖွဲ့အစည်းကိုသဘောကျသွားပြီးပူပေါင်းမှုသဘောတူလိုက်ပါတယ်။ရက်အနှဲငယ်ကြာပြီးနောက်သူတို့ကအင်အားကြီးမားတဲ့မွေတွေကိုတပ်ဖို့အတွက်လိုက်ကိုကြောင်းနဲ့ကြီးတဲ့ခေါ်သွားပေမဲ့လိုက်ကငဝိလေးဖြစ်တာကြောင့်အစားခံရလို့ညီပါဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ဆာရှာတို့ကသူ့ကိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။ဆာရှာကလိုက်မှာတန်ရာကြီးရှိလားစစ်ဆေးနေတော့မှကျန်တဲ့အဖွဲ့သားတွေကလိုက်နဲ့ဆာရှာကိုကြိုက်နေကြရလားဆိုပြီးစနှောက်နေကြပါတယ်။ဆာရှာကသူတို့အဖွဲ့ဝင်နောက်တအုပ်ကိုမဆုံးဆုံးချင်းကိုတတ်တာဖြစ်တယ်လို့ရှင်းပြောတဲ့အခါလိုက်ကစိတ်မကောင်းဖြစ်သွားပါတယ်။ဒီလိုနဲ့သူတို့ဟာကြောင်းနဲ့ကြီးရဲ့အတွင်းပိုင်းကလမ်းဆောင်တစ်ခုကိုရောက်ရှိလာပါတယ်။ဒရက်ကိုကသူတို့ရဲ့အစီအစဉ်ရဲ့နောက်ဆုံးအဆင့်အတွက်ပြည့်စုံတဲ့နေရာဖြစ်တယ်လို့ရုတ်တရက်ပြောလိုက်ပါတယ်။ဒါကြောင့်လိုက်ကသူတို့အားလုံးအတွက်လက်ဖက်ရည်ဖြော်ပေးဖို့လုပ်နေတော့မှာပဲဒရက်ကိုကသူ့ကိုအဖွဲ့ကနေနှင်ထုတ်လိုက်ပါတယ်။လိုက်ကလည်းကြောင်သွားပြီးဒါကစနေတာလားလို့မေးတဲ့အခါအတုံးမကျတဲ့လူကိုသူတို့အဖွဲ့ဝင်ဖြစ်ဘယ်တော့မှလက်ခံနိုင်မှာမဟုတ်ကြောင်းပြောပြလိုက်ပါတယ်။ရုတ်တရက်အားလုံးကအားနေတဲ့သောသားတစ်ကောင်ကိုစောင့်ကြည့်ရတာကဘယ်လောက်စိတ်ထိခိုက်စရာကောင်းလဲဆိုတာကိုအလှည့်ကျချင်းပြနေကြပါတယ်။ဒါပေမဲ့တကယ်အံ့အားသင့်စရာကတော့ဆာရှာကသူ့ရဲ့ညစ်ပတ်နေတဲ့လက်တွေကိုပထမဆုံးကင်လုံးကအော်ရန်ကျင်ခဲ့တာလို့ပြောလိုက်တဲ့အခါဖြစ်ပါတယ်။လိုက်ကလည်းသူတို့အားလုံးကသူ့ကိုအမြဲတမ်းအသုံးဝင်မှုလို့ထင်နေခဲ့ရင်ဘာလို့ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာလဲလို့မေးပါတယ်။ဒါကြောင့်မြေခွေးကသူတို့ရဲ့စီနီယာတွေကလိုက်ရဲ့စွမ်းရည်ကိုစိတ်ဝင်စားခဲ့ကြပြီးမာစတာလို့ခေါ်တဲ့အင်အားကြီးသူရဲကောင်းတအူးလို့ထင်ခဲ့ကြကြောင်းရှင်းပြပါတယ်။ဒါကြောင့်လိုက်ဟာတကယ်ကိုအင်အားကြီးတဲ့သူရဲကောင်းဟုတ်မဟုတ်အတီးပြုနိုင်မှုအတွက်စောင့်ကြည့်နေခဲ့ကြတာဖြစ်ပြီးမဟုတ်မဲသိသွားကြတဲ့အခါမှာတော့လိုက်ကိုရှင်းပြဖို့လုပ်ကြပါတယ်။ညီခွေးကသူ့ကိုတက်ဖို့လုပ်နေရကြောင်းလိုက်လက်ထွက်ပြေးဖို့လုပ်ပေမဲ့ဆာရှာကသူ့ရဲ့ပေါင်ကိုမြားနဲ့ပြေးလိုက်တာကြောင့်ချွတ်နဲ့လဲကျသွားပါတယ်။ညီခွေးကအပီးသက်ဖို့လုပ်နေချိန်လိုက်ကမသေးချင်သေးတာကြောင့်ရှေ့ရဲ့အင်အားနဲ့ထွက်ပြေးရင်ပေါ်တယ်တစ်ခုကိုအသက်သွင်းလိုက်မိပြီးကျောင်းနဲ့ကြီးရဲ့ခွဲပြားတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်။လိုက်ကလည်းသူ့ကိုလှည့်စားခဲ့တဲ့သူတွေအားလုံးကိုတနေ့လက်စားပြန့်ချေမယ်လို့ကြိမ်ဆိုလိုက်ပါတယ်။ခဏနေတော့သူ့နောက်ကနေအင်အားကြီးမားတဲ့အရာတစ်ခုကိုသူခန်းစားမိလိုက်ပြီးသူ့ရဲ့အယိုးတွေကိုစားတောက်ဖို့ပြင်ဆင်နေတဲ့ level 1000 monster တစ်ကောင်ကိုတွေ့လိုက်ရပါတယ်။လိုက်ကကျောင်းနဲ့ကြီးရဲ့အနက်ချိုင်းဆုံးနေရာကိုမတော်တဆရောက်သွားတာကိုသိလိုက်ရပြီးဆောက်လဲဆူစားလဲယူဖြစ်နေတဲ့အချိန်ဒီမှာသူ့ရဲ့ scale ကိုတုံးလိုက်ပါတယ်။သူ့ရဲ့ scale ကနေကတ်တကက်ပေါ်လာပြီးကတ်ထဲကကောင်မလေးက monster ကိုအလွယ်တကူပဲနှိမ်နေလိုက်ပါတယ်။ကောင်မလေးကလိုက်ရဲ့တန်ရာတွေကိုကုသပေးလိုက်ပြီး level 9999ရှိကသူမရဲ့နာမည်ကမေလို့ခေါ်ကြောင်းနဲ့သူကလိုက်ရဲ့အစိကဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။သူမကလိုက်ရဲ့ ultimate ကာချာကဆင့်ခေါ်လိုက်တဲ့ရှားပါလုံးနဲ့ကပ်ပြဖြစ်ကြောင်းရှင်းပြနေပြီးလိုက်ကလည်းသူ့ရဲ့ကာချာကအမြဲတမ်းအသုံးဝင်ခဲ့ကြောင်းပြပြလိုက်ပါတယ်။မေကလည်းလိုက်ရဲ့ scale တွေကိုကြည့်ဖို့အတွက်သူမရဲ့အခက်အခဲစွမ်းရည်ကိုအသုံးပြုလိုက်ပါတယ်။လိုက်မှာကထူးခြားလုံးတဲ့အစွမ်းတွေပိုင်ဆိုင်လာပြီးမေလို level မရှိရင်မြင်နိုင်မှာမဟုတ်ပါဘူး။ Light scale ကပတ်ဝန်းကျင်ကမန္တာတိတ်သေးစားနဲ့လိုက်ပြီးရနိုင်တဲ့ကဲ့ရဲ့အဆင့်တွေကလည်းပြောင်းလဲသွားကြောင်းရှင်းပြပါတယ်။အခုရောက်နေတဲ့နေရာမန္တာတွေအများကြီးရှိတာကြောင့်အခုလိုအရန်ကျန်တဲ့ကတ်တွေထုတ်နိုင်တာဖြစ်ပါတယ်။မေကသူမကိုဆင့်ခေါ်ဖို့လိုက် ဒီအောက်ရှိတီရောက်လာတယ်လို့ထင်နေရကြောင်းလိုက်ကသူ့အဖွဲရဲ့တစ္ဆာပေါက်ခံရတာကြောင့်ထွက်ပြေးရင်မတော်တဆဒီရောက်လာကြောင်းပြပြတော့မေကအားလုံးကိုတီးပေးမယ်လို့ပြောပေမဲ့သူကပူတမလာအောင်လုပ်ပြီးသူ့လက်နဲ့လက်စားရှိချင်ကြောင်းပြပြလိုက်ပါတယ်မေကလည်းလိုက်ရဲ့ဆန္ဒကသူ့ရဲ့ဆန္ဒဖြစ်တာကြောင့်အစွမ်းကုန်ပံ့ပိုးကူညီပေးမဲ့အကြောင်းပြောပါတယ်ဒီလိုနဲ့လိုက်ဟာအတူရကျောင်းလက်ထဲမှာသူ့ရဲ့ scale ကိုထပ်သုံးခဲ့ပြီးသူ့ရဲ့လက်စားရှိမဲ့ခီးလန်းကစတင်ခဲ့ပါတယ်
3 နှစ်ကြာပြီးတဲ့နောက်မှာတော့လိုက်ကအိမ်ဖော်တွေအများကြီးကိုဆင့်ခေါ်လာပြီးတိုင်းပြည်တစ်ခုပါတည်ထောင်လာပါတယ်မြို့ထဲလည်းပတ်ကြည့်နေပြီးလိုအပ်တာတွေပြင်ဆင်ပေးပါတယ်စူပါကတ်တွေဖြစ်တဲ့ကျောင်းမလေးကအတူအကျောင်းသားကမြေကိုလေ့လာပြီးမြေပုံလုံးတွေကအဲလီကတော့လိုက်ရဲ့အစီအစဉ်အတွက်ရောမော်ပညာအသစ်ထွင်ဖို့ပါကြိုးစားနေပါတယ်နာဇူနာကတော့တာမန်တိုင်းနန်းတော်ထဲမှာကင်းဆောင်နေပါတယ်ခဏနေတော့ဂျက်စီကိုရောက်သွားပြီးလိုက်ကဒီကိုလေ့ကျင့်မှုလာတာဖြစ်ပါတယ်သူတို့နှစ်ယောက်လေ့ကျင့်နေကြပြီးလိုက်ရဲ့လက်ဒီတစ်ချက်ကဂျက်မို့လို့သာဘာမှမဖြစ်ပေမဲ့တခြားသူစားဆိုတန်လျှော်ပါတယ်နာဆူနာကကောက်တီမဖြစ်ပြီးနန်းတော်ရဲ့ကင်းဘတ်နေတော့အိမ်ပေါ်မှာ၄ယောက်နဲ့တွေ့ကအ၄ယောက်ကမြောက်ပြင်ပြောရင်တနေရာကိုကင်းဆောင်ပေးဖို့ကျင်းထည့်လိုက်ပါတယ်။အဲ့နေရာကတော့လိုက်ရဲ့အိတ်ကန်းဖြစ်ပြီးမေလဲအမှရှိနေပါတယ်။အထဲဝင်ကြီးတဲ့ကအဲ့ရကတယောက်ယောက်ဟိုဘက်ဒီဘက်လှိမ့်လာတာတွေ့တော့မေလဲဒါကနောက်ဆုံးပေါ့အဲ့ရပြင်းနီလို့ပြောလိုက်တာကိုကောက်တီမကတကယ်ယုံသွားပါတယ်။စောနာက၄ယောက်ပေးလိုက်တဲ့စာကိုလည်းမေကိုဖတ်ပြနေပါတယ်။စာထဲမှာတော့သူတို့ကိုလိုက်ရဲ့အိတ်ကန်းတန့်ရှင်းဖို့မပေးပဲမေကမောင်ပိုင်စီးထားတာကြောင့်ကျင်းစာတိုက်ထားတဲ့စာဖြစ်ပါတယ်။ကောက်တီမကစာသာဖတ်ပြနေပေမဲ့ဘာမှနားမလဲပဲမေကလည်းအခုလိုလာပြောပေးတာအတွက်ပတ်စံပေးလိုက်တာကြောင့်အပူဝင်ရတယ်ဆိုပြီးပျော်နေပါတယ်။ရရတဲ့ငွေတဲ့မျိုးတဲ့မိုးပတ်ဝယ်စားပြီးလိုက်ရဲ့ပလင်ခမ်းပါထဲမှာလူရှိမရှိအော်စစ်လိုက်ပါတယ်။နောက်တော့ပလင်ပေါ်တက်ပြီးလိုက်ကိုတွေးကျင်ကြောင်ပြောနေတော့ပလင်ကအယုတ်တောင်မဲ့ကျိုးသွားတာကြောင့်ပြန်တက်ပြီးတချိုးလေးလစ်ပါတယ်။လိုက်တို့ကလည်းလေ့ကျင့်ပြီးတော့ရေချိုးနေကြပြီးဒီကြောက်ထဲမှာတော့လိုက်ကိုရှင်းနိုင်တဲ့သူကနည်းနည်းသာရှိပြီးမြေပေါ်မှာဆိုမရှိတဲ့လောက်ချားတယ်ဆိုပေမဲ့လုံးဝသတိမလွတ်ဖို့တော့လိုပါတယ်။မေကလည်းသူ့ကိုချိန်စာတိုက်တဲ့၄ယောက်ကိုခေါ်ဆိုနေပြီးပလင်စီသွားတဲ့လမ်းကိုတတ်ချင်းလုပ်ခိုင်းလိုက်ပါတယ်။အိမ်ပေါ်မတွေကလည်းသူတို့ကိုပညာပြလိုက်တဲ့မေကိုပြောဆိုနေကြတော့မေကမိသွားပါတယ်။အဲ့ဒါကြောင့်ပလင်အခန်းကိုပါအပိုအနေနဲ့တက်ရှင်းလောက်ခိုင်းလိုက်လို့လုပ်နေကြတော့ကောက်တီမရှိုးခဲ့တဲ့အယုတ်ကသူတို့ကြောင့်ကျိုးသွားလို့ဖြစ်သွားပါတယ်။နောက်တစ်နေ့မှာတော့လိုက်ကကောက်တီမတို့ကိုပြောစရာရှိလို့တနေရာခေါ်သွားပြီးအဲ့အချိန်အရင်ကကြုံဘူးတဲ့ခွေးမိတ်ဆာရောက်လာတာကြောင့်ခနာကိုကအလိုလိုကြောက်မိနေပါတယ်။ကောက်တီမတို့ကလည်းလိုက်ရှိမှမလေးမစားလာလို့အပီတီးကန်ကြီးခွေးလဲကြောက်သွားကလိုက်လဲဝင်ထားလိုက်ရပါတယ်။ဒီကိုခေါ်လိုက်တာကတားကောင်ကိုမြားခေါ်တာကြောင့်မေစီကအဆက်အသွယ်ရလို့ပြင်ဆင်ထားဖို့လာပြောတာဖြစ်ပါတယ်။ဒီလိုနဲ့3နှစ်အကြာမှာပထမဆုံးတားကောင်ကိုလက်စားရှိဖို့စတင်ခဲ့ပါတယ်။မြေခွေးကတော့တောက်စားပျော်ပါနေတော့မေကသူတို့စီရောက်လာပါတယ်။မြေခွေးတို့မငင်းနိုင်တော့တဲ့ငွေအမောင့်ပေးပြီးလိုက်ရှိခဲ့တဲ့နောက်ဆုံးနေရာကိုခေါ်သွားပေးဖို့တနာကမတောင်းဆိုခဲ့ပါတယ်။မြေခွေးကလည်းလက်ခံလိုက်ပြီးအကောင့်ခေါ်သွားပေးရတော့မဟုတ်ပဲလိုက်ပြခိုင်းတဲ့နေရာရောက်ရင်မရင်းကျစ်မှာဖြစ်ပါတယ်။လိုက်ပြခိုင်းတဲ့နေရာရောက်တော့မေကအရှိုးပြောင်းသွားပြီးလိုက်ကိုမြေခွေးလုတ်ခဲ့တဲ့အရာတွေတစ်ခုချင်းစီပြောရင်ဒေါသထွက်လာလို့တပိခံပြီးလိုက်ကသူ့သားကောင်ကိုမတီးဖို့တားလိုက်ပါတယ်။မြေခွေးကလည်းလိုက်မသိသေးတာကိုတွေးလို့မယုံနိုင်ဖြစ်နေပြီးလိုက်ကလက်စားရှိဖို့ရောက်လာတာလို့ပြောလို့မင်းတို့ငဝီးကောင်ကဆိုပြီးအသေးကြီးပါတယ်။လူသားနှစ်ကောင်ကသူတို့ကိုမရှင်းနိုင်ပါဘူးပြောပြီးလိုက်ကိုတိုက်ခိုက်ခိုင်းတဲ့အခါအကောင်တွေမေလဲဆက်နဲ့ခေါင်းမရှိတော့ပါဘူး။ထွက်မပြေးနိုင်အောင်မေကိုထွက်ပေါက်ပိတ်ခိုင်းတာပြီးလိုက်ကိုအကုန်ဝိုင်းတိုက်ခိုက်ပေမဲ့သူတို့ပဲအတိခံရရပါတယ်။လိုက်ကငဝီးကောင်တွေဆိုတဲ့မျက်နှာပေးနဲ့ကြည့်နေရကြောင်းမြေခွေးလည်း level 900အကောင်ကိုဆင့်ခေါ်လိုက်ပြီးအသက်ရှမ်းတာပေးဖို့တောင်းဆိုစမ်းနေပါရညာတွေနဲ့အာကျင်နေပါတယ်။ဒါပေမဲ့လိုက်က level 900ကောင်တိုက်ခိုက်တာကိုပလိန်ကြီးခံလိုက်တဲ့အပြင် level 9000ကောင်ကြီးပါထုတ်ပြလိုက်လို့အာရှောင်နေတဲ့အပေါက်ပါပိတ်သွားပါတယ်။ level 900အကောင်ကရေတစ်ချက်မှုတ်လိုက်တာနဲ့စမုံတုံးသွားပြီးလိုက်ကသူ့ level 6လေးလုံးကြီးပါပြလိုက်တာကြောင့်မြေခွေးလည်းရှက်ကြောက်နေပါတယ်။လူသားတွေက level 100လောက်သာရှိနိုင်တဲ့အပြင်လိုက်ကအသက်မကြီးသွားတာကြောင့်လိုက်အတုမှတ်လာလို့မေးတော့သူကအသက်မကြီးအောင်မအိုချင်းလက်ကောင်နဲ့အသက်ကြီးရရထားကြောင်းပြပြလိုက်ပါတယ်။မြေခွေးလည်းအသက်ခံရတော့မှကြောက်ပြီးအသက်ရှမ်းတာပေးဖို့ရှင်းဖို့တောင်းပန်နေပါတယ်။လိုက်ကလည်းမာစတာကပါလဲနဲ့သူမာစတာမဟုတ်တာသိရောဘာလို့ရှင်းပြဖို့လောက်တာလဲမေးတဲ့အခါမြေခွေးကမသိကြောင်ပြောပါတယ်။ပါလာတဲ့ကောင်တွေကိုလည်းမေးကြည့်တော့သိရလို့ဖြေကြပေမဲ့မေရဲ့အစွဲနဲ့ဆိုညာမဲတန်းသိတာကြောင့်ညာရင်ဘာဖြစ်မလဲပြလိုက်ပါတယ်။နောက်တစ်ခုအနေနဲ့လက်ရှိသူတို့ကမြေပေါ်ကနိုင်ငံတွေကိုစစ်တိုက်ရင်နိုင်မလားမေးတဲ့အခါလိုက်တယောက်ထဲနဲ့ဆိုဘလောက်ဆွမ်းဆန်းမနိုင်နိုင်ဘူးလို့ဖြေပါတယ်။အဲဒါကြောင့်လိုက်လေသူ့ရဲ့နန်းတော်ထဲကိုတယ်လီပို့လိုက်ပြီး3နှစ်ကြာစုဆောင်ထားတဲ့သူစစ်တပ်ရဲ့ level တွေပြလိုက်တဲ့အခါမှာတော့သူတို့ကိုယ်တိုင်မကောင်းဆိုးဝါးကိုမွေးလိုက်မယ်တည်သွားပါတယ်။မြေခွေးကကြောက်ကြောက်နဲ့နတ်ဖျားဖြစ်ရှင်လာလားလို့ပြောလိုက်ပြီးတော့သူကနတ်ကောင်ဖြစ်ဖြစ်နတ်ဆိုးဖြစ်ဖြစ်လှုပ်ပေးမှဖြစ်ပြီးသူ့ရဲ့အစွမ်းနဲ့ကြော်ဝါခြင်းနဲ့ပျော်ရွှင်မှုပေးရမလားတည်ခြင်းနဲ့ညှို့လင်းချက်မဲ့ခြင်းပေးရမလားဘယ်ဟာပေးရမလဲဆိုတာကဘာကြီးကိုမေးမှဖြစ်လို့မြေပေါ်ကိုတက်တွေဖြတ်တော့မှဖြစ်ပါတယ်။လိုက်ကမြေပေါ်တက်တာနဲ့သူ့ရောက်ကိုတန်းသွားခဲ့ပေမဲ့သူ့ရောက်ကတစားစီဖြတ်စီခံလိုက်ရပြီဖြစ်ပါတယ်။မိဘတွေကတော့ဆုံးသွားလို့ကောင်းမွန်စွာမြေမြုပ်ပေးခဲ့ပြီးအကိုနဲ့ညီမလေးရဲ့အလောင်းကိုမတွေ့ရကြောင်းအသက်ရှင်နေလောက်ပါသေးရဲ့။သူတို့တွေရဲ့အစွမ်းကကဘာကိုသိမ်းနိုင်ပေမဲ့ပွဲတိုင်းအနိုင်ရဖို့ရန်သူအင်အားကိုအရင်သိအောင်စုံစမ်းပြီးမှစစ်ကြင်ညာမှာဖြစ်ပါတယ်။အဲဒါကြောင့်စုံစမ်းမှုအတွက်ရုပ်ဖြတ်လိုက်ပြီးအဖေနဲ့အမေကိုနှုတ်ဆက်ကထွက်လာခဲ့ပါတယ်။သူတို့သွားကျင်တဲ့နိုင်ငံကိုမြင်ရတော့လူတွေအာယုံဆိုင်မခံရအောင်မြို့နဲ့အနီးတစ်ဝိုက်နားမှာပဲဆင်းလိုက်ပြီးလမ်းလျှောက်လာပါတယ်။တောထဲမှာတော့လူဘူးတများတအုပ်ကလူနှစ်ယောက်ကိုတပြားတိုက်နေတော့ကိုရဲ့တန်ကြက်ကကြောင့်သူတို့ကပါသတိထားမိသွားပြီးတများတိုက်ပေမဲ့တများတွေပဲအတိခံလိုက်ရပါတယ်။အဲ့ဒါနဲ့ကားနဲ့လေသူတို့ရဲ့အသက်သခင်တွေကိုလှဲကြုံခေါ်လာခဲ့ပါတယ်။ဒါကတ်နိုင်ငံကိုလာတာဆိုတော့ဒန်ဂျန်နဲ့ဝင်မှုလာတယ်။နမကြီးစွန့်စားသူတွေလာမေးတော့
မှတ်ပုံတော်မတင်ရသေးတဲ့အကြောင်းပြပြလိုက်ပြီးကနေကပဲမြို့အကြောင်းနဲ့တန်ချင်းရဲ့ quality ကောင်းကြောင်းကိုပါရှင်းပြလိုက်ပါတယ်လိုက်တို့ကတော့ဝင်ပေါက်နားမှာဆင်းနေခဲ့ပြီးကနေကလည်းသူ့တဲကိုကံဖွင့်လာလို့ညအိမ်မဲ့အရှင်ကြရင်သူ့စီလာတဲဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဂိတ်တစ်ခုမှာလိုက်တို့ကစရင်သွားသွင်းလိုက်ပြီးကနေစီမှာတဲခုကိုသွားပါတယ်ကနေစီရောက်တော့သူတို့ကအမြင့်ဆုံးအထက်မှာတလားလောက်နေမှာဖြစ်ကြောင်းနဲ့သူတို့တွေနေတော့မှအလုတ်တမအပါဝင်ဘသူမှသူတို့နားမလာဘူးပြောပြီးတဲကိုကအတွက်ရွှေထုတ်ပေးလိုက်ပါတယ်အခန်းထဲရောက်တော့စောင့်ကြည့်တာရောနားထောင်တာရောမော့အိုက်တန်ကြောင်းနဲ့ထိခိုက်တာမျိုးတော့မဖြစ်အောင်လုပ်လိုက်ပါတယ်နဲမမှုကလည်းလိုက်အတွက်စိတ်ဘူးလို့လက်စားရှိတာကိုကိုယ်တိုင်မလုပ်ပဲကျောင်းတဲ့ထိုင်ကနေအေးစင်းနေပြီးအမိတ်ပင်ခိုင်းစီဖို့ပဲပြောတော့သူလက်စားရှိမဲ့လူတွေကိုလူ့ချင်တာလားဆိုပြီးအသေးအတန်ပတ်ဝဲနေလို့နဲမမှုလည်းပြန်တောင်းမှနေရပါတယ်အဲ့လိုတင်းမှသွားတာကိုဂိုးကပဲပြန်ဖြေပေးလိုက်ပြီးလိုက်ကလည်းစောနာကအပြုတ်မှုအတွက်နဲမမှုကိုပြန်တောင်းမှလိုက်ပါတယ်နောက်နေ့မှာတော့တန်ကျင်နဲ့ဝင်မှုသွားတန်းစီနေတော့ဘဲနဲ့ပွေကကြားပြတ်ဝင်ပါတယ်ဓာတ်လွှတ်ထားတဲ့ကောင်ကတော်တော်လေးတတ်မှပုံရပြီးလိုက်ကလည်းကြားပြတ်ဝင်တဲ့ကောင်တွေကိုဖြတ်မဝင်မှုပြောတဲ့အခါဓာတ်နဲ့ကောင်ကတီးမဲ့တကယ်ကြီးလုံးနေပေမဲ့နောက်တစ်ကောင်ကပြဿနာတက်ရင်မကောင်းဘူးလို့ဝင်တာတာကြောင့်ပုံမှန်အတိုင်းတန်းစီလိုက်ရပါတယ်အဲ့ဒါကြောင့်လိုက်တို့ကတခြားလူတွေရဲ့သဘောကျတာခံရပြီးခလီတအုပ်နဲ့လည်းအတိအကျဖြစ်သွားပါတယ်။ဒန်ဂျင်ထဲမှာတော့စောနာကကောင်ကနရှိနိုင်ငံရဲ့အသက်အမဆုံးအဖြူကောင်စစ်တီအဖွဲ့ရဲ့အသက်ငယ်ဆုံးနဲ့ပါဝင်ခွင့်ရတဲ့ပါရမီရှင်ခိုင်တိုဖြစ်ပါတယ်။ပြီးတော့သူကသူရဲကောင်းဖြစ်တဲ့မာစတာသွေးကိုလည်းပိုင်ဆိုင်ထားပါတယ်။အခုတော့ငပြော့ကောင်တွေစီကနေစော်ကားခံရလို့အတိတင်းနေပြီး level ကလည်း1500နဲ့တင်ရက်နေပါတယ်။အဲ့ဒါကြောင့် limit ကျော်နိုင်ဖို့ဒီတန်းကျင်နဲ့လာတာဖြစ်ပါတယ်။လိုက်တို့ကလည်း blue တွေကိုရှင်းလိုက်ပြီးအပေါ်ထက်ကိုတက်လာတဲ့လမ်းမှာတန်းစီလုံးကကောင်လေးတွေကိုတွေ့ပါတယ်။အဲ့ကောင်လေးတွေကမင်းစာတအုပ်ကိုဖြည့်ရှင်းနိုင်လိုက်ပြီးမော်ကြောက်တုံးနဲ့စူဖို့နောက်လဲလိုက်တော့သူတို့တောင်တတိမထားမိလိုက်ပဲလိုက်တို့ရောက်နေရကြောင်းအော်သွားပါတယ်။အသက်မသေးပေမဲ့အကျော်သိစေတဲ့မွေကြိုက်တာခံရတော့မှမို့လိုက်ကလာကဲလိုက်တာဖြစ်ပြီးနောက်ဆိုအနောက်ကိုပါတတိထားဖို့ပြပြလိုက်ပါတယ်။မွန်စတာတွေတည်နေတဲ့ဒီနေရာမှာဒါအကျော်သိသွားရင်အသက်ပါအနေရရှိတာကြောင့်သူတို့ကိုကဲလိုက်တဲ့လိုက်ကိုကျေးဇူးတင်လိုက်ပါတယ်။အဲ့အချိန်မှာပြင်မြေခွေးတအုပ်လိုက်ရတော့ပြီးသူတို့ကိုတော့မတိုက်ခိုက်ပဲထွက်ပြေးသွားပါတယ်။ဘာလို့ဆိုအနောက်ကနေဓာတ်ခုတ်ကောင်ကြီးလိုက်နေရကြောင်းထွက်ပြေးလာတာဖြစ်ပြီးအကောင်ကိုလိုက်တို့ကရင်ဆိုင်ရတော့မှဖြစ်ပါတယ်။ကောင်လေးတွေကဒီကောင်ကြီးကိုမနိုင်မဲတီးလို့ထွက်ပြေးကြဖို့ပြောပေမဲ့လိုက်တို့ကအေးဆေးပါဆိုပြီးတတရာပဲဖြည့်ရှင်လိုက်ပါတယ်။ကောင်လေးတွေကလည်းကျေးဇူးထက်တင်လိုက်ပြီးညဘက်အနေနဲ့များရမို့သူတို့နဲ့လိုက်အဖို့ခေါ်လိုက်ကသူ့ရဲ့ညီမကလည်းလိုက်ရဲ့မှော်ပညာအကြောင်းနားထောင်ကျင်နေရလို့ပြောပြလိုက်ပါတယ်။ကောင်မလေးကလိုက်အကောင့်ကြီးကိုချတော့ကသုံးတဲ့မှော်ပညာတွေကြောင့်အထင်ကြီးအားကြနေတာဖြစ်ပါတယ်။မော်သုံးဖို့ဆိုမန်နန်နေရွေးရပြီးမော်ပညာမှာ class 3ခုရှိပါတယ်။တခြားမျိုးနွယ်တွေကတော့3ခုစလုံးကိုအလွယ်လေးသုံးနိုင်ပေမဲ့လူသားမျိုးနွယ်အတွက်ကြတော့တော်တော်လေးခက်ခဲပါတယ်။အဲ့ဒါကိုလိုက်ကမန်နန်အောင်မပါပဲသုံးပြလိုက်တာကြောင့်လူသားမဟုတ်တဲ့လီဂျန်လို့ထင်နေပါတယ်။ဒါပေမဲ့ကောင်မလေးကလည်းပါရမီရှိပြီးအမြင့်ဆုံးမှော်ကြောင်တက်ဖို့အကြံပေးခံထားရသူဖြစ်ပေမဲ့သူတို့မိဘတွေကယောဂတစ်ခုနဲ့ဆုံးသွားတာကြောင့်ကျောင်းကိုမသွားနိုင်လိုက်ပဲစာဝတ်နေရအတွက်အခုလိုတငယ်ချင်းတွေနဲ့စွန့်စားရေးတမလုပ်ပြီးဖြည့်ရှင်းနေရတာဖြစ်ပါတယ်။သူတို့ရဲ့ပန်းနိုင်ကတော့ဒန်ဂျင်နဲ့ငွေစုပြီးသူ့ညီမကိုမှော်ကြောင်ပြန်ထားနိုင်မှုဖြစ်ပါတယ်။အဲ့ဒါကြောင့်လိုက်လေအားပေးစကားပြောပေးလိုက်ပါတယ်။လိုက်တို့အကြောင်းမေးတော့လိုက်ကမီးလောင်တန်ရာရထားလို့အဲ့အတွက်ဆေးလိုက်ရှာနေကြောင်းဇလန်တစ်ခုလုပ်ပြီးရောအောင်လင်းပြောထားလိုက်ပါတယ်။တစ်ဖက်မှာတော့ခိုင်တိုတို့ကစမ်းသပ်မှုတစ်ခုအတွက်အမဲလိုက်နေတာဖြစ်ပြီးလူသားတွေကိုလည်းပြစ်မှတ်ထားလာတော့မှာဖြစ်ပါတယ်။လိုက်တို့ဓာတ်ကုတ်ကောင်ကြီးကိုတက်လိုက်တဲ့တရင်ကနာမည်ကြီးနေပြီးလူနှစ်ယောက်ကလည်းသူတို့လူသားမျိုးနွယ်တွေကတခြားမျိုးနွယ်နဲ့တန်းတူလုံးနိုင်ကြောင်းတက်တည်ပြပေးဖို့တောင်းဆိုသွားပါတယ်။တခြားမျိုးနွယ်တွေကတော့လိုက်တို့ညာနေရပဲထင်နေပါတယ်။လိုက်တို့လည်းဒန်ဂျီရဲ့ငါးထက်ကိုသွားနေတော့ကောင်လေးတွေနဲ့ထပ်တွေ့ပြီးမီယာကလိုက်ရဲ့မီးလောင်တန်ရာအတွက်ဆေးတစ်ခုပေးလိုက်တာကြောင့်လိုက်ကလည်း SSR ဆူတောင်းကျိုးတစ်ခုပြန်ပေးလိုက်ပါတယ်။ဒီလိုနဲ့ငါးထက်ကိုရောက်တော့လိုက်ကနန်းတော့ကိုပြန်လာလိုက်ကဆာရှာကိုလက်စားရှိမဲ့ပလန်နေဆွဲနေပြီးဘလူမျော်လင်းချက်မဲ့တဲ့မျက်နှာပြမယ်ဆိုတာရင်ကုန်နေပါတယ်။စူဗလန်တို့ကလည်းရိုက်တို့ဓာတ်ကုတ်ကောင်ကြီးကိုတက်လိုက်တဲ့အကြောင်းပြောနေပြီးတရင်ကအမှန်သာဆိုတခြားမျိုးတွေကလူသားတွေကိုခွဲခြားဆက်ဆံတာကိုတခုခုလုပ်စေချင်နေပါတယ်။တေးပေါက်ချင်လာလို့သွားပြီးပြန်လာစူဗလန်ရဲ့အဖွဲကလူတွေအကုန်လုံးခိုင်တို့တက်တာခံရပါတယ်။အဲအားကြောင့်သူ့တငယ်ချင်းတွေကိုတတ်တဲ့အပြစ်ကိုပြန်ပေးဆက်ကင်မှုထွက်ပြေးသွားပြီးအဖွဲအစည်းကိုပြန်သွားတိုင်ပေမဲ့အဖမ်းခံရပါတယ်။ခိုင်တို့ကစမ်းသပ်မှုအတွက်လူသားတွေကိုအရှင်လိုက်ဖမ်းနေတာဖြစ်ပြီးအခုလူသားနဲ့စမ်းသပ်တာမအောင်ရင်နောက်ထပ်လူသားတွေကိုထပ်ဖမ်းအောင်မှာဖြစ်ပါတယ်။ဂဲလ်မှာလိုက်ကနှံကောင်ကြီးကိုတတ်နိုင်တာကြောင့်အနှိမ့်ဆုံးရက်ကနေအမြင့်ဆုံးရက်တန်းတင်ပေးဖို့နဲမှုကကွန်ပလိန်းသွားတတ်တဲ့အခါသူတို့ရဲ့စနစ်ကြောင့်မဖြစ်နိုင်ဘူးဆိုပေမဲ့ကြီးမားတဲ့ရလက်တစ်ခုခုသာလုပ်ပြနိုင်ရင် run တင်နိုင်ကြောင်းပြပြပါတယ်။အဲအားကြောင့်စုကြည်ကြီးရဲ့စွန့်စားရေးသမားတပ်သူကိုဖမ်းဖို့စဉ်းစားနေပေမဲ့အရှက်လက်ကလည်းဘာမှမသိရတာမို့ဘလို့ရှားမလဲအခက်တွေ့နေချိန်ပေါ်တာတစ်ခုကနေမီယာထွက်ကြလာပြီးသူ့ပေးထားတဲ့လက်ပတ်လေးကလည်းပြတ်သွားပါတယ်။မီယာကိုဆေးကုပေးလိုက်ပြီးဘာတွေထိခက်လဲသိရအောင်မှတ်ညံကိုစစ်ကြည့်လိုက်ပါတယ်။သိရရတာကစွန့်စားရေးသမားတပ်သူတွေကခိုင်ရိုရိုဖြစ်ကြောင်းနဲ့သူ့အကိုနဲ့သူ့တငယ်ချင်းတွေကလည်းမီယာကိုကောက်ွယ်ဖို့ကြိုးစားခဲ့ပေမဲ့သူတို့ပဲအခုတ်ခံရပါတယ်။သူမပြေးဖို့အချိန်ဆွဲပေးတဲ့သူ့အကိုတငယ်ချင်းတွေကလည်းအသက်ခံရပြီးခိုင်ရိုကလည်းမီယာကိုမရင်းချမှုလုပ်ချင်သူ့အကိုကထလာပြီးထွက်ပြေးဖို့ပြောပါတယ်။ဒီတော့တန်ရာတွေရထားတာတော့မသိသေးလို့ခိုင်ရိုရဲ့ကောင်ကလည်းစမ်းသက်ခံလုပ်ဖို့အရှင်ဖန်ခံလိုက်ပါတယ်။ဒါပေမဲ့ဟိုကခိုင်ရိုမျက်ခွက်ကိုတစ်ချက်ထိထိမိမိတီးဝေးလိုက်တာကြောင့်ဒေါသထွက်ပြီးလက်လွန်သွားပါတယ်။မီယာသာလွတ်သွားရင်သူတို့အကြောင်းတွေအပြင်ကလူတွေကတည်သွားရင်စိုးရာတွေဖြစ်လာမှာမို့ခိုင်ရိုရဲ့အပေါ်ကလည်းမီယာကိုလိုက်ဖန်ခိုင်းနေပါတယ်။
ထွက်ပြေးပင်မဲ့မိသွားပြီးသူ့ကိုရှုံးအောင်လုပ်သွားတဲ့မိယာကိုအခုကစပြီးအနာဂတ်သူရဲကောင်းဖြစ်မဲ့ငါကိုဘလို့ဆက်ဆက်ရမလဲပြမယ်ဆိုကဓာတ်ကူဘွားတွေထုတ်လိုက်ပြီးအကြိုက်ထိန်းချုပ်နိုင်ကြောင်းနဲ့ဒါကနရှင်းနိုင်ငံရဲ့ရာဇဝင်တာ Grandi ရဲ့အစွမ်းဖြစ်ချောင်ပြလိုက်ပါတယ်။ဒါကြောင့်မင်းတို့လိုငဝီတွေကိုဘယ်ချိန်မဆိုဖမ်းနိုင်တယ်လို့ပြောနေပေမဲ့မိယာကတော့တိုက်ခိုက်ပြီးရအောင်ထွက်ပြေးပြန်ပါတယ်။ဒီတစ်ခါမှလည်းထပ်မိသွားပြီးသူ့လိုအနာဂတ်သူရဲကောင်းရဲ့လှုပ်တာခန်းဆန်းလို့ပြောတဲ့ခိုင်တို့ဟာသူရဲကောင်းဆိုတာတမာပြီးသဘောကောင်းတဲ့လိုက်လို့လူမျိုးကိုခေါ်တာဖြစ်ပြီးနေကအားနေတဲ့သူ့ကိုအနိုင်ကျင့်တဲ့ငကြောက်ကောင်လို့ပြောလိုက်တာကြောင့်အဆိုင်ထိသွားပြီးတပ်ဖို့လုပ်ချိန်လိုင်းရဲ့လက်ပတ်ကြောင့်လွတ်လာတာဖြစ်ပါတယ်။ကောင်းမလေးလွတ်သွားတာတိသွားတဲ့အဖို့ကသူတို့အကြောင်းနေတာသူတို့နိုင်ငံတရားသွားရင် level 3000ကျော်ရဲ့အဖြူအောင်စစ်တီအဖွဲ့ချုပ်လာဖက်နဲ့ခံရမှာဖြစ်လို့စိတ်ညစ်သွားပါတယ်။ဒါပေမဲ့သူတို့စမ်းသပ်တာအောင်မြင်ပြီးခိုင်ရိုရဲ့ level limit ကျော်ဖြတ်နိုင်ရင်ကြောက်စရာမလိုတော့တာမို့စမ်းသပ်တာအောင်မြင်အောင်လုပ်ဖို့ပြောနေတော့လိုက်တို့ရောက်လာပါတယ်။မီယာရဲ့အကိုကမသေးသေးတာမို့လိုက်ကဆေးကူပေးလိုက်ပြီးအခုလိုစိတ်ထားကောင်းပြီးမီယာရဲ့အိမ်မက်အတွက်ထောက်ပံ့ပေးနေတဲ့လူတွေကိုမတူညီတဲ့ပုံစံနဲ့သာတွေးခဲ့ရင်သူနဲ့တငယ်ချင်းတို့ဖြစ်နိုင်တဲ့လူတွေကိုအခုလိုလုပ်လိုက်တာကြောင့်ခွင့်မလွတ်ဘူးလို့ပြောလိုက်ပါတယ်။ဂိတ်ကိုလည်းမင်းတို့အကြောင်းနဲ့မပြောပြထားပဲဘာလို့ဆိုသူတို့တွေခံခဲ့ရတာတဲ့ပိုဆိုးတဲ့နာကျင်မှုမျိုးကိုပေးမှဖြစ်ကြောင်းသူ့ရဲ့နာမည်အောက်မှာဂတိပေးလိုက်ပြီးသူ့လက်နဲ့တတ်မဲ့အကြောင်းပြောပြလိုက်ပါတယ်။လိုက်ကသူ့ကိုကြည့်နေတဲ့အကြည့်မျိုးကိုခိုင်တို့ကမကြိုက်တာကြောင့်တပ်ပြစ်မဲ့ဆိုပြီးတိုက်ခိုက်ပေမဲ့သူပဲအထီးခံလိုက်ရပါတယ်။ Grandi Town ကိုပိုင်တဲ့လက်ရှိမျိုးနယ်နဲ့တိုက်တာတော့အဆင့်တူတိုက်နိုင်တာကြောင့်ခိုင်တို့အံ့ဩနေကြပြီးမော်စရာမဟုတ်ပဲစစ်တီလို့ထင်နေပါတယ်။အဲဒါကြောင့်မန်နံပါပဲအိုက်ဆော့သုံးပြလိုက်ပြီး Grandi ရဲ့ကိုပွားတွေကိုအိုက်ဆော့နဲ့ကောင်တာပြလိုက်တာကြောင့်လက်ရှိမျိုးနယ်မော်စရာတဲ့အဆင့်အများကြီးတာတယ်။မော်အားအပြင်အိုက်ဆော့ကိုပါဒိုင်းကလို့သုံးပြလိုက်တာကြောင့်မဖြစ်နိုင်ဘူးဆိုပြီးမယုံနိုင်ဖြစ်သွားကြပါတယ်။ခိုင်ရိုကလည်းအတိတ်မာစတာကနက်ပီကနေပေးတဲ့မဟာဒါ Grandi ကိုပိုင်တဲ့အနာဂတ်သူရဲကောင်းဖြစ်မဲ့သူကဒီလိုရှုံးရလားဆိုပြီးပြောနေရကြောင်းမာစတာကိုတိလာလို့မေးလိုက်တဲ့အခါငါကိုတော်မြတ်ကမာစတာရဲ့သွေးကိုပိုင်တဲ့မျိုးနွယ်တဲ့ဆပ်မာစတာဖြစ်ကြောင်းခိုင်ရိုကပြောပြပါတယ်။ခိုင်ရိုစီကမာစတာနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးခေါင်းထဲကနေရအောင်ရှာယူမှမို့အရှင်ဖန်းခေါ်သွားဖို့လုပ်ပါတယ်။ဂိုရိုကယာနာကိုနဲ့ရင်ဆိုင်ဖို့လုပ်လိုက်ကြပြီးယာနာကိုကသူ့ရဲ့လူသားနဲ့မိစ္ဆာပေါင်းစပ်ထားတဲ့စမ်းသပ်ကောင်တွေကိုထုတ်လိုက်ပါတယ်။အဲဒီကတကောင်ကစူဝဲလန်ဖြစ်နေပြီးတစ်ချက်တည်းနဲ့အပိတက်လိုက်ပေမဲ့ပြန်ကောင်းသွားကြပါတယ်။ဒီလောက်အဆင့်နဲ့တော့သူ့စမ်းသပ်ကောင်တွေကိုမနိုင်ဘူးလို့အားရှောင်နေရကြောင်းဂိုရိုကလည်းအမှန်ကန်သိပေးလိုက်တာအားရှောင်နေတဲ့အပေါက်ကပိတ်သွားပါတယ်။မဖြစ်နိုင်ဘူးပါပြောနေလို့ဘောကမီခဏပေးအိတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းခိုင်ရိုကအကျန်းစားတိုက်ကွက်သုံးပြီးတိုက်ခိုက်တာကိုလိုက်ကပတ်ရှောင်နေရကြောင်းပတ်ပဲရှောင်တက်တာလားဆိုပြီးအားရှောင်မိပါတယ်။အဲ့ဒါနဲ့လိုက်လေတဲခံပေးလိုက်ပြီးမကျင်တတ်တဲ့ရင်စိတ်ကြိုက်ထည့်ရလို့ရတယ်ဆိုတာကြောင့်အကြိုက်ရိုက်ပြင်မဲ့ဘာမှမထူးပဲသူပဲအသိအတီးခံရပါတယ်။မနိုင်တော့မှကြောက်ပါတယ်ဆိုပြီးပိတ်တောင်းမှနေရကြောင်းမီယာရဲ့အကူတို့လောက်တော့တတိမရှိတဲ့ခိုင်တို့ကိုသူ့ရဲ့ level 6လေးလုံးကြီးမှအားမလားသူမျက်နှာမှာရှေ့ရတကူထင်အောင်လုပ်နိုင်ရင်အသက်ရှမ်းသာပေမဲ့ပြောကထက်တိုက်ခိုင်ခိုင်လိုက်ပါတယ်။အဲ့ဒါနဲ့ခိုင်တို့လည်းမဖြစ်နိုင်ဘူးဆိုတာထားပြီးလို့ရှေ့တော့မှအပေါက်ဖောက်ပေးလိုက်ရပါတယ်။ဒီမှာ monster တွေရှိရကြောင်းမီယာအကူရဲ့တငယ်ချင်းတွေကိုကျောင်းထဲမှာတကြိုပေးဖို့လုပ်လိုက်ပြီးခိုင်တို့ကိုပါကျောင်းထဲခေါ်လာခဲ့ပါတယ်။ကဘာတဲ့အနေအချိဆုံးနဲ့အခက်ဆုံးနေရာကိုရောက်နေရကိုမယုံနိုင်ဖြစ်နေတဲ့ခိုင်တို့ကိုမဆာနဲ့ပတ်သက်တာတွေစစ်မိခိုင်းမှုမေတို့၄ယောက်ကိုတာဝန်ပေးလိုက်ပြီးကို၄ယောက်ကလည်းဖျက်ချောင်းနေရကြောင်းဖင်တော်ကြောက်နေရပါတယ်။မီယာနိုးလာတော့သူမအကူလိုသဘောထားတဲ့လူနှစ်ယောက်တိတ်ဆုံးမှုကိုသိလိုက်ရတဲ့အခါဝမ်းနည်းစွာငိုကြွေးနေပါတယ်။စွတ်စားတတ်သမားကလက်တက်ငယ်ဖြစ်တဲ့ဆိုတဲ့အချက်လက်နဲ့တင်ဂိမ်းမှာသူတို့ကစီအစင်းကြီးတက်သွားပါတယ်။ပြန်ကောင်းသားပြီဖြစ်တဲ့မီယာတို့မောင်နှမကတော့သူတို့ကိုကယ်ပေးလို့ကျေးဇူးတင်ကြောင်းနဲ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်စွတ်စားသူမလုပ်တော့ပဲမနှက်ပြန်မွေးရဲမြေကိုပြန်တော့မဲ့အကြောင်းပြောကသူ့ရဲ့တငယ်ချင်းတွေကိုလည်းမွေးရဲမြေစီပြန်ပို့ပေးခြင်းကြောင့်ပြောပြပါတယ်။မီယာကလည်းမှော်ကြောင်းမတက်နိုင်တော့တာကြောင့်ကိုဘကိုလေးလာပြီးချက်စရာမကောင်းစိတ်မဲ့မှော်စရာဖြစ်လာဖို့တွေးတာကတချိန်ကြာကျင်းတွေထပ်ပြီးတွေးရမှာလားဆိုတဲ့မိကုန်းကိုလည်းတေချာပေါက်တွေးရမှာပါလို့ကြိပေးလိုက်ပါတယ်။မီယာတို့ပြန်သွားတာကြည့်နေပြန်တွေးကြလို့အားလုံးကိုပြောပြနိုင်မဲ့အချိန်ရောက်လာရင်ဂိမ်းမရာနဲ့ဝါဒီတို့ရဲ့အုပ်ကူကိုလိုက်ပြမဲ့အကြောင်းစိတ်ထဲကပြောနေမိပါတယ်။အတူရအကြောင်းကိုပြန်သွားပြီးစစ်မေးထားတဲ့အထေတွေအရာဆက်မာစတာဆိုတာမာစတာရဲ့သွေးပါသူဖြစ်ပြီး level 10ရလွယ်သူဖြစ်ကြောင်းနဲ့မာစတာကိုလွှတ်ထားမယ်ဆိုကဘာပျက်စီးနိုင်ရရှိကြောင်းသိလိုက်ရပါတယ်။ဖန်နာတဲ့ခိုင်ရိုကိုမလိုတော့တာကြောင့်အကောင်နေနဲ့စားခိုင်းလိုက်ပြီးရဲရဲဆက်ဆက်တက်ပစ်လိုက်ပါတယ်။ဆာရှာကိုလက်စားရှိဖို့လုပ်လိုက်ပြီးအရင်ဆုံးဆက်မာစတာရဲ့စုထားရဲ့အဖြူရောင်စစ်တီအဖွဲ့ကိုဖန်ကအချက်လက်မလုံလောက်တာကိုဖြည့်ပြီးဆာရှာနဲ့စစ်ဆက်ထားသူကလည်းဒုတက်ရှုံမှုလို့တီချက်အနေနဲ့ပါသုံးလို့ရနိုင်ပါတယ်။တစ်ဖက်မှာတော့လိုက်ကိုအမဲလိုက်တော့ကဘလို့ပျော်ခဲ့ရတဲ့အကြောင်းသူ့လင်ကိုအားရပါရပြောပြနေပြီးလက်စားရှိတဲ့အခါဘလို့မျိုးမျှော်လင့်ချက်မဲ့မျက်နှာနဲ့သူ့ကိုပျော်လုပ်ပေးမဲ့တွေးနေလိုက်တယောက်ရင်ခုန်နေပါတယ်။အစိကန်ကိုလင်မကိစ္စပြောနေတော့လူသားကြွလျောက်ပစ္စည်းတက်ရင်သူမတို့ဖလက်ရှိမှလဲကျသွားလို့အဖြစ်ပြောရင်းစောင့်နေတော့လိုင်းငက်တူတဲ့လူတယောက်ကိုတွေ့တာကြောင့်ပြေးလိုက်သွားပါတယ်။လိုက်သွားပေမဲ့မတွေ့တာကြောင့်အထင်မှားဆိုပြီးပြန်လှည့်လိုက်ပေမဲ့တာဝါကြီးမှစောင့်နေမယ်ဆိုတဲ့လိုက်ရက်စာကြောင့်လိုက်ကိုတက်လို့ရလာတယ်။နေစားရဲ့မွေစားသမီးဆိုတဲ့အဆင့်ရောစစ်ဆက်ထားတာကောအခုပိုင်ဆိုင်နေသမျှအရာအလုံးဆုံးရှုံးတော့မှကိုကြောက်နေတဲ့စာချာရဲ့မျက်နှာကိုတနေရာကနေလိုက်တို့ကကျင်းနေစွာကြည့်နေကြပါတယ်။
နီယာနဲ့ကီယာကသူတို့ဝင်လာတဲ့ကျုံကိုဓာတ်ပေါ်တိုင်းကစားနေကြပြီးလက်ဖက်ရည်တောက်နေကြတဲ့အဖြူရောင်စစ်တီတော်တွေကလည်းဓာတ်ခိုးသွားတဲ့ခိုင်တို့ကလူသားလက်ချက်နဲ့ပျောက်သွားတဲ့အကြောင်းပြောနေကြသလိုလူသားတွေဆိုတာသူတို့အတွက်ခွေးလောက်တောင်တမိုးမရှိပါဘူးခိုင်တို့ကိစ္စကလည်းတဆင့်အမိန့်ပေးခံရမှာမို့ဒီကိစ္စကိုသူတို့ရှင်းမှဖြစ်တယ်လို့ဒီထက်ပိုပြီးဘီယမမျက်နှာရှုံးတဲ့ပတ်သက်လို့လောက်ရတွေကိုလည်းလောက်ခွင့်ပေးမှမဟုတ်တော့ကြောင်ပြောရင်ထွက်သွားပါတယ်အဲ့ဒီရဲ့ဆာရှာကရုတ်တရက်ထွက်လာတဲ့တာဝါကိုမြင်တော့လိုင်းလက်ချက်ဆိုတာသိလိုက်ရပါတယ်လူသားတွေကိုဖမ်းလာတဲ့လက်စီမွန်စတာတိုက်ခတ်တာခံလိုက်ရတာဟာဘယ်ကမှမသိပေါ်လာတဲ့တာဝါကြောင့်လို့ကောလာဟာလာတွေထွက်နေပြီအဲ့တာဝါလေးလာပေးမဲ့လူတွေကိုလည်းငွေရအများကြီးပုံပေးထားပေမဲ့တချို့ကတော့မသေးချင်သေးလို့စိတ်ဝင်စားကြပါဘူးကွတ်စပေါတ်ကြည့်နေတဲ့လိုက်တို့စီလက်တငယ်နှစ်ကောင်ကနဲမမှုကိုဖွင့်လာကြောင်းပြီးအတင်းသူတို့အဖွဲ့တဲ့ခေါ်နေရကြောင်းလိုက်လက်ပညာပြလိုက်ရပါတယ်တစ်ဖက်မှာလည်းလူသားခလေးကိုတီချက်သုံးနေတဲ့နတ်တငယ်တွေကခွေးစားတာခံလိုက်ရပြီးပတ်ကိန်းတဲ့ကောင်တွေကခလေးမလေးကိုစေကူပေးလိုက်ပါတယ်မွန်စတာတွေကိုထိန်းချုပ်ပြီးအစီအစဉ်တိုင်းလုပ်ပေးနေတဲ့ကြောင်မလေးစီအဲလီရောက်လာကတခင်ရဲ့ဆန္ဒနဲ့မညီတာပြောမလို့လုပ်နေလို့ကြောင်မလေးကတခင်ဆန္ဒနဲ့မညီသူတွေဆိုတပြစ်မဲ့လို့ပြောလိုက်တာကြောင့်တင်းမာနေချင်းခလေးမလေးကိုဘေးကင်းကင်းနဲ့အင်ညာပို့ပြီးလို့တည်င်းလာပို့တာကြောင့်ပုံမှန်ပြန်ဖြစ်သွားပါတယ်လိုက်ကိုတတ်ဖို့တာဝါစီသွားစစ်နေတဲ့ဆာရှာကတာဝါနာကတော့မှသူမမနိုင်တဲ့ level ထောင်ကျော်တဲ့မွန်စတာတွေရှိတာမို့ဘလို့ရအောင်သွားအောင်လဲညနေညမဲတွေထုံနေပါတယ်လက်သက်ငယ်နိုင်ငံအစည်းအဝေးပွဲမှာအဖြူအောင်စစ်တီတပ်ဖွဲ့ကိုတာဝါကိုစုံစမ်းတာလှုပ်ဖို့ကိစ္စအတွက်အဖြူအောင်စစ်တီကောင်းဆောင်ဟာဒီနဲ့တကြီးတို့ကစကားအရှိတင်ဖြစ်နေလို့ဘယင်မကပဲစွန့်ငွေပို့ပေးပြီးပြည်သူတွေစီကတာဝါရဲ့တရင်အဆက်လက်ရယူဖို့ပဲအမိန့်ထုတ်လိုက်ပါတယ်ဘယင်မကဟာဒီရဲ့အမေဖြစ်တာကြောင့်အဖြူအောင်စစ်တီတပ်ဖွဲ့မလွတ်လိုက်ရတာဖြစ်ပြီးတကြီးဆိုတဲ့ဘဲကအခွင့်အရေးရရင်အာဏာသိမ်းကျင်နေတာဖြစ်ပေမဲ့တကယ်ပြဿနာကနိုင်ငံရဲ့တည်ငြိမ်မှုကိုတုံ့လုံးစေနိုင်တဲ့ဘာမှမသိရတဲ့တာဝါကြီးဖြစ်ပါတယ်တာဝါရှာဖွေ quest လုပ်တဲ့နေရာကိုလိုက်လို့လာချိန်ဆာရှာကအတန်ကြာပြီးလိုက်လို့ထင်တာကြောင့်မျက်နှာဖုံးရှုတ်ခိုင်းပေမဲ့မီးလောက်တန်းရဖုံးဖို့ဆိုကမရှုတ်တာကြောင့်တောက်ကွက်ရက်ပြီးရှုတ်ပေးလိုက်ပါတယ်ဒါပေမဲ့မီးလောင်ညံ့တာကြောင့်ရှုံပြီးထွက်သွားပါတယ်အဲ့ဒါကပုံငင်းအောင်မီးလောင်ရဖြစ်ပြီးလိုက်တို့နောက်ကိုမနေ့ကဖွန်ကြောင်နဲ့နှစ်ကောင်ကလိုက်လာပြီးတပ်ဖို့လုံးနေချိန်နောက်ကရောက်လာတဲ့မေရာကစားပစ်လိုက်ပါတယ်လိုက်လာကြိုခိုင်းထားတဲ့တခြားလူတွေလည်းရောက်လာပြီးတာဝါစီပြန်သွားတဲ့လူတွေသတိထားမိကုန်မှာဆိုလို့လမ်းလျှောက်သွားနေကြပါတယ်သွားနေတဲ့လမ်းမှာလိုက်ကိုတခင်လို့ရိုးရိုးသေးသေးမဆက်ဆက်မဲ့ညီကိုပုံစံနဲ့ရင်းနှီးပြောနေတဲ့ချက်ကိုစော်လေးတွေကတပ်ဖို့လုံးနေလို့ဝင်ရှင်းပေးလိုက်ရပါတယ်တာဝါစီရောက်တော့အလီတို့ကလာကြိုကသူမလှုပ်ထားတဲ့တာဝါကဘာနဲ့ပဲဖြစ်ဖြစ်အပြင်ဘက်ကနေတိုက်ခိုက်လို့မရကြောင်ရှင်းပြပါတယ်ဒီတခါအကြံအတွက်ငကားကိုပါဆင်ခေါ်ထားပြီးအပေါ်ဆုံးထပ်မှာဒီပွဲတော်အတွက်ထိုင်ကုန်ပြင်ပေးထားပါတယ်လိုက်ရဲ့အကြံအတိုင်းဆာရှာဘရင်မျိုးနဲ့လက်ထပ်တာကိုလက်စားရှိရင်ဆိုတဲ့လက်ဆောင်နဲ့ပွဲကိုကြီးကြီးမားမားလုပ်ဖို့စီစဉ်ထားပေမဲ့ဒါနဲ့ပဲဆိုနှစ်မျိုးကိုခေါင်းလို့အနှဲငယ်ပြောင်းလဲထားပြီးလက်သက်ငယ်နိုင်ငံရဲ့အတမဆုံးအဖြူအောင်စစ်တီအဖွဲ့ကိုတုံးပြီးလက်တွေ့စစ်ပွဲနဲ့သူတို့အင်အားအစ်စ်ကိုပြလိုက်မှဖြစ်ပါတယ်ပြီးတော့အဖြူအောင်စစ်တီတပ်ဖွဲ့ကိုဖမ်းပြီးလက်သက်ငယ်နိုင်ငံရဲ့အင်အားကိုနဲစီကစကားနားထောင်ခံပြီးမစ္စတာဆိုသူရဲ့အချက်လက်နဲ့အနီးနားနိုင်ငံကစစ်အင်အားအကြောင်းအချက်လက်တွေလည်းယူမှဖြစ်ပါတယ်ဒီပွဲကြည့်နေတော့လိုက်သူကလည်း run တက်ဖို့လုပ်နေမှာဖြစ်ပါတယ်အစီအစဉ်တိုင်းဖြစ်ဖို့ကြောင်မရဲ့လောက်ကမှုနဲ့ဆာရှာကိုဒီလာအောင်လုပ်ထားပြီးအဖြူအောင်စစ်တီတွေပါပြန်ခေါ်လာအောင်ငကားမမြင်အောင်ပြလိုက်ပါတယ်ဒါကEllie season 9အသွေးအကြောင်းရဲ့အတမဆုံးသူတွေနဲ့လက်တငယ်နိုင်ငံကအတမဆုံးသူတွေရှာကြမဲ့ဖြောပြပွဲကြီးဖြစ်ပါတယ်ဆာရှာလည်း level တစ်ဖောင် monster တွေအပြင်နိုင်ငံပျက်စီးနိုင်တဲ့ငကားပါရှိကြောင်းပြောပြတော့အဖြူအောင်စစ်တီအဖွဲ့ကလည်းငကားကိုမဖြစ်မနေရှင်းဖို့ဖြစ်လာပါတယ်လိုက်ကိုတက်ရှင်နေတာကြောင့်တကြီးစီမှာအဖြူအောင်အဖွဲ့ရဲ့ပေါင်ဝင်တောင်းလိုက်ပြီးဆာရှာအဆင့်နဲ့ဆိုအရှုပ်ထုတ်ပဲဖြစ်နေမှာကြောင့်အဖေဖြစ်သူစီကပစ္စည်းတစ်ခုငှားသွားဖို့အကြံပေးလိုက်ပါတယ်လိုက်တို့အစီအစဉ်ကြောင့်ဆာရှာတို့ကရှော့ရှော့မှုပဲတာဝါစီရောက်လာကြပြီးသူတို့ပြစ်မှတ်က dragon ဖြစ်တာကြောင့်အလကားတိုက်ခိုက်မှုတွေကိုရှောင်ရှားဖို့ level တစ်ဖောင် monster တွေကိုခန့်ထားတဲ့စွန့်စားရေးသမားတွေကအာရုံလွှဲလိုက်ကြပါတယ်ခေါင်းဆောင်ကအထဲဝင်ကိုဘာသာမှမကြားရအောင်သူရဲ့ silent အစွမ်းသုံးဝင်လိုက်ပြီးတနေရာရောက်တော့မော်ဆော့ဝိုင်းတစ်ခုကြောင့်လူစုကွခံရပါတယ်အားလုံးရဲ့လှုပ်ရှားမှုတွေကိုလိုက်တို့ကဖျော်ဖြေပွဲသဘောနဲ့ကြည့်နေပြီးနေရာနဲ့ကီယာတို့ဘက်ကို IC နဲ့မေယာတို့ကတာဝန်ယူရပါတယ်နှာဘူးကောင်ရှားဘက်စီကိုတော့စူစူတာဝန်ကြပြီးမြင်းမြင်းချင်းဖွင့်ကြပေမဲ့စကားနဲ့စူစူအစားစကားပြောတဲ့တနက်လောကမင်းကသူ့သဘောကျတဲ့ပုံစံမဟုတ်ပဲသူ့သဘောကျတာလိုက်လို့ပြပြလိုက်ပါတယ်အဲအားကြောင့်အတင်းတူအပိုင်ဖြစ်အောင်လုပ်မယ်ဆိုတာကိုပြောက်လေးနဲ့ပြစ်လိုက်ပေမဲ့ကန်ထုတ်လိုက်တဲ့အပြင်သူ့ကိုပါတိုက်ခိုက်သွားလို့အံ့ဩသွားပါတယ်တစ်ဖက်မှာလည်း monster တွေကိုညှောက်ခေါ်တဲ့အဖွဲ့တိုက်ခိုက်ခံနေရတာကိုလိုက်အတူတူကကာကွယ်ပေးပြီးနာမည်ဝင်ယူနေပါတယ်မေယာတို့ဘက်မှာတော့ခီယာတို့ရဲ့လီသားသွားနေတဲ့တိုက်ခိုက်တာကိုရှောင်နေရပြီးမေယာရဲ့လက်ကအဖြစ်ခံလိုက်ရပါတယ်တကယ်တော့ဘလောက်တန်မှလည်းပြည့်ချင်လို့စမ်းသပ်နေတာဖြစ်ကခီယာတို့ကတောက်ရန်အားနဲ့လုံးနေလို့စိတ်ပြတ်နေပါတယ်လက်ပြတ်သွားတဲ့မေယာကလည်းသူ့လက်သူစားကပြန်ထွက်လာအောင်လုပ်လိုက်ပြီးပိုပြီးစိတ်ဝင်စားဖို့ကောင်းခေါင်းမှာဖြစ်ပြကသူတို့ကိုသူတို့ level 9လေးလုံးရှိအောင်မိတ်ဆက်ကြပါတယ် level 9လေးလုံးဖြစ်တာကိုမယုံဖြစ်နေကြလို့မေယာတို့လည်းတိုက်ခိုက်တာတွေကိုပလိန်ကြီးခံပြလိုက်မှမနိုင်မဲတိပြီးထွက်ပြေးသွားကြပါတယ်အတိမချသေးတဲ့စူစူကိုလိုက်လို့ကောင်းအောင်မေးပြီးသူနဲ့ပျော်ပါစမ်းမလို့ပြောဆိုလိုက်တာကြောင့်ထိန်းမြအောင်ဒေါသထွက်သွားပါတယ်ထပ်ပြေးသွားတဲ့ကီယာတို့ကအာဆီရဲ့အပူကြောင့်ရေကန်းနဲ့ရနေတစ်ခုပြီးတစ်ခုနဲ့ကပဲမလုံတော့ပဲအကင်ခံလိုက်ရပါတယ်စိတ်ထိန်းမရဖြစ်သွားတဲ့စူစူကလည်းစုပ်ပြတ်တောက်အောင်တွဲလှုပ်လိုက်ပါတယ် level 9လေးလုံးရဲ့တိုက်ခိုက်တာခံရတာတော့မသေးသေးရက
ယ်လီရဲ့မော်နဲ့သူတို့တွေမတေအောင်လုပ်ထားလို့ဖြစ်ပြီးအာဟီကစွမ်းအားဆန်းတာနဲ့တည်းဒီလိုဖြစ်သွားရတဲ့အထိပြော့လွန်နေတဲ့ level 1800ကျော်ကောင်းလေးဖြစ်ပါတယ်အခုတော့လူသားတွေကိုအပျော်သဘောနဲ့တတ်နေတဲ့သူတွေကဝစ်ပြက်နေလာပြီဖြစ်ပါတယ်မက်ဆီကျဲရောက်လာပြီးသူ့ level ခွန်လေးလုံးရှိကြောင်ပြောပြပေးမယ်မယုံလို့တိုက်ကြည့်ပြီးမနိုင်တဲ့အခါသူ့ friend နဲ့သူ့နိုင်ငံအပြင်လူတွေအများကြီးကိုကဲမဲ့သူ့လိုလူကမရှုံးနိုင်ဘူးလို့ပြောနေပါတယ်ဒါပေမဲ့သူပြောတဲ့ကဲမဲ့ဆိုတာကလူသားလိုမျိုးပါရမီမရှိတဲ့လူတွေကိုဒီထက်ပိုရှင်သန်ပြီးနာကျင်စေရတဲ့မျိုးတုံးဖြစ်ရှင်နေတဲ့ယူကြောင်ကြောင်ကဖြစ်ပါတယ်အားလုံးကိုကဲမဲ့ဆိုတဲ့စိတ်ပြည့်စင်ပြီးအစွမ်းကုန်တိုက်ခိုက်ဖို့ပြင်နေတာကြောင့်လေးစားတဲ့အနေနဲ့ချက်က level ကွာချက်မှအာမနာအစွမ်းကုန်ပြန်တိုက်ခိုက်ပြီးလို့မရှုမလှရှုံသွားရပါတယ် level 3000လောက်ရှိတဲ့ဟာဒီဘက်မှာတော့နာဇူနာနဲ့တွေ့ကြရပါတယ်ဆရာသမားကမင်းဘလောက်ဆွမ်းငါလောက်တော့မစွမ်းနိုင်ပါဘူးထင်နေတော့ဒါတစ်ချက်နဲ့မှောက်သွားရပါတယ်ဒါပေမဲ့အလီကြောင့်မတည်သွားပဲသူ့ဘာသူကူးတာပြီးပြန်ထားလာကဆိုင်းလန့်ကိုတုံးလိုက်ပါတယ်ဒီအစွမ်းကပြန်ပဲရဲ့စွမ်းအားကိုရှော့ချပေးတဲ့အပြင်ပြန်ပဲရဲ့စွမ်းအားကိုယူပြီးသူ့ကိုပူကျန်းလာစေတာကြောင့်လက်ရည်တူတက်ခိုက်မှလာလို့ထင်ထားပေမဲ့ဘာမှတော့ပြန်မလုပ်လိုက်နိုင်ပဲလက်တီးတစ်ချက်တည်းနဲ့ပွဲသိမ်းသွားပါတယ်ဆာရှာတို့ကိုအခမ်းမှာကလိုက်တို့ဖြစ်ပြီးလိုက်ကဘာမှမပြောင်းလဲသွားတာကြောင့်ဆာရှာလည်းတအားထိတ်ရန်သွားပါတယ်သူဘလို့အသက်ရှင်ကလေးနဲ့ဒီတာဝါကိုမင်းအတွက်ပြင်ပေးထားလို့ပြောတဲ့အခါလင်ဖြစ်သူကအားရပါရကျေလိုက်ပြီးလိုက်လို့ငဝူလေးကိုရှင်းပြကတာဝါဖြစ်ပေါ်စေတဲ့နီးပညာကိုသိမ်းလိုက်မယ်ဆိုတောက်ရင်ဩဇာကြီးတော့မှလို့ပြပြပါတယ်လိုက်တယောက်ရဲ့တိုက်ခိုက်ဖို့ဆင်းလာပြီးဆာရှာရဲ့စစ်ခေါ်ကောင်တွေကိုဖျက်ဆီးလိုက်ပြင်မယ်သူမအဖေစီကယူလာတယ်မော်ဆွမ်းသုံးစရာမလိုပဲစိတ်ကြိုက်ကောင်းတဲ့တမန်တွေစစ်ခေါ်လို့ရတဲ့ပစ္စည်းကြောင့် level 6လေးလုံးကြီးခမတိုင်ပတ်နေပါတယ်အဲ့ဒါအပြင်ကောင်မရဲ့လင်ဖြစ်သူကပါသူ့ရဲ့တိုက်ခိုက်တာတွေကိုတန်ပြန်ဒိုင်းကနေပြန်ပေးလိုက်လို့အံ့ဩသွားရပြန်ပါတယ်အဲ့ဒါတွေမဟုတ်ပဲဒိုင်းကသူ့မိဘလူမှတ်ယူထားတဲ့သူတွေကိုပါအဆင့်တိုးပေးနိုင်ပါသေးရဲ့အဲ့ဒါကြောင့်ကောင်မကလင်အားကိုနဲ့အားဆောင်နေရမို့လိုက်လဲရှေ့ပိတ်ထားတဲ့အစွမ်းသုံးပြကစိတ်အားငတ်မှုအစစ်မှန်ကဘာလဲသိအောင်လုပ်ပြလိုက်ပါတယ်ဒီစွမ်းအားရဲ့အောက်မှာဆာရှာတို့ရဲ့စွမ်းအားကြီးတိုက်ကွက်တွေကအသုံးဝင်တော့တယ်လို့အစွမ်းကသူ့ရဲ့ခံစစ်ကိုထိုးပေါက်ကညာဘက်လက်ကိုလောင်ကျွမ်းနေပြီဖြစ်တာကြောင့်အကြကြီးခံတော့မှလည်းမဟုတ်ပါဘူးဒါပေမဲ့ဘလောက်ပဲစူးစမ်းအသက်ခံရတော့မှကိုသိပြီးညှို့လင်းချက်မဲ့နေတဲ့ဆာရှာရဲ့မျက်နှာကိုမြင်ရတာကြောင့်ဒီပေးဆက်မှုကအရန်တန်ပါတယ်အစွမ်းထက်လွန်တဲ့နှစ်သားတွေကနက်ဖျားကိုတော့တတ်နိုင်တဲ့လိုင်းရဲ့လက်နဲ့ကြောင့်လုံးဝပျက်စီးသွားပြီးတံမြန်ဒိုင်းကလည်းတစ်ချက်တည်းနဲ့မွားစာကျဲသွားရပါတယ်လိုက်ကတောက်ရင်စွမ်းအားကြီးလို့အသက်ရှင်လျက်ထားတာကြောက်ဖို့ကောင်းကြောင်းတိုင်းပြည်ကိုတရင်ပိုးတယ်လီပေါ့ပြီးထွက်ပြေးပေမဲ့အယ်လီစောက်ထားတဲ့တာဝါကြောင့်ထွက်ပြေးမရဖြစ်နေပါတယ်ထွက်ပြေးမရတော့ level 3000ရှိတဲ့အဖြူအောင်စစ်တီကောင်းဆောင်နဲ့တခြားလူတွေကမင်းကိုတစားစီလုပ်ပြီးလာခဲ့မှလို့အားကျင်နေပေမဲ့အဖြူအောင်စစ်တီအဖွဲ့အကုန်လုံးစုပ်ပြတ်တက်အောင်အတွေ့ခံရတာပြလိုက်လို့ရှေ့ရဲ့မျှော်လင့်ချက်လေးမဲ့သွားရပါတယ်ဘာမှလုံးမရတဲ့အစုံညီမျိုးစုံနဲ့အသက်မတည်အောင်ဖြောင်းပြနေပြီးဒီအောက်တန်းစားမကိုလည်းတက်ပေးရမလားလို့အချက်မရှိပြောဆိုနေပါတယ်ဒီကောင်အဆင့်ကိုတော့လက်နဲ့ရောက်ထိဖို့မတန်လို့အလီနဲ့လွှဲပေးလိုက်ပြီးအသက်ရှမ်းသာပေးဖို့ပြောပေမဲ့မရတာကြောင့်ထွက်ပြေးပါတယ်ဒါပေမဲ့အဖမ်းမဲ့ခံလိုက်ရကအနာကျင်ဆုံးနီလန်နဲ့အဆုံးသက်ခံလိုက်ရပါတယ်ဆာရှာအလက်ရောက်တော့ကြောက်အလန့်နဲ့အရင်ကသူ့ကောင်းပေးခဲ့တာတွေသူ့ကိုကြိုက်ခဲ့တဲ့လိုက်ကိုအခုသူလည်းခံစားချက်ရှိနေပြီလို့အသက်မသေးဘူးအချက်မရှိပြောနေပေမဲ့မရပဲအနာကျင်ဆုံးနီလန်နဲ့အကြကြီးနှိမ့်ဆက်ခံရမယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာတော့ကြောက်လန့်တကြားအော်နေုံပဲတတ်နိုင်ခဲ့ပါတယ်သူသုံးခဲ့တဲ့စွမ်းအားကြောင့်အားကုန်သွားတဲ့လိုက်ကလဲသွားပြီးမမေ့ခင်စွမ်းအားကိုရအောင်ပေးလိုက်ပါတယ်ဘာလို့ဆိုလိုက်သုံးခဲ့တဲ့အစွမ်းကစွမ်းအားကြီးလို့နာကြောင့် level 6လေးလုံး၄ရောက်ပေါင်းပြီးရှိတ်ပေးထားရတာဖြစ်ကအားကြီးလုံးနဲ့စွမ်းအားတွေကလိုက်ရဲ့ခန္ဓာကိုယ်အပေါ်ဘလို့တက်ရောက်မှုတွေရှိသွားလဲဆိုတာမသိရကြောင်းပြန်တရိရပါစေလို့အားလုံးဆုတောင်းနေုံပဲတတ်နိုင်ကြပါတယ်လိုက်ပြန်လို့လာတော့လက်စားရှိဖို့ကအရေးကြီးတာသိပေမဲ့အခုလိုမစင်မရှင်ထပ်မလို့ဖို့မိကငိုယူတောင်းဆိုပါတယ်အခုလိုက်ရဲ့နောက်မှာတနိုင်ငံလုံးကလူတွေရှိနေပြီးသူတို့ကလိုက်ရဲ့ဥဆောင်မှုအောက်မှာစူးစိနေကြတာမို့သူတို့ကိုလည်းကူညီခွင့်ပေးဖို့ပြပြပါတယ်လက်တငယ်နိုင်ငံမှာတော့အဖြူအောင်စစ်တီအဖွဲ့နဲ့အဆက်အသွယ်ပြတ်သွားတဲ့အကြောင်းတင်ပြနေချိန်မှာပဲနိုင်ငံနဲ့ငကားအကောင့်တရားလောက်ဝင်လာကြောင်းသတင်းလာပေးပါတယ်အဲလီကတူတာဝါတဲ့ကျူးကျော်လာတဲ့အဖြူအောင်စစ်တီအဖွဲ့အထက်ကလူနဲ့တွေ့ကြကြောင်းနဲ့3မိနစ်အတွင်းထွက်မတွေ့ရင်ဘာဖြစ်မလဲဆိုတာမျိုးတစ်ခုစလောက်အစမ်းဖြတ်စီပြလိုက်ပါတယ်အဲအားကြောင့်ဘရင်မကထွက်တွေ့လိုက်ရပြီးညစ်ပတ်တဲ့အကောင့်တွေကိုခေါ်ပြီးသူ့နဲ့မြေကထွက်သွားဖို့နဲ့အဖြူအောင်စစ်တီအဖွဲ့ဘယ်ရောက်သွားလဲမေးပါတယ်အနားတွေကိုသူ့ရဲ့သနာနဲ့ပညာတွေခိုးဖို့လွှတ်လိုက်တာလားသိရအောင်အဲလီကမှတ်ညံစစ်ဆေးဖို့လုပ်တဲ့အခါဝိုင်းတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဒီလောက်နဲ့တော့မရပဲအဖမ်းခံလိုက်ရပါတယ်မှတ်ညံစစ်ကြည့်တော့ခိုးမဟုတ်တာတီးလိုက်ရလို့မတတ်ပေမဲ့လူသားတွေကိုခွဲခြားဆက်ဆံပြီးနှိပ်စက်ထားတာတွေ့လိုက်ရလို့လူသားတွေကိုကျွလွန်ဆက်ဆံခွင့်မပြုခိုင်းတော့ပဲဒီအမိတ်မနာခံသူတိုင်းကငကားရဲ့အစာဖြစ်လာမှနဲ့လူသားအလုံးကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်အဝရစေရမယ့်အကြောင်းကြေညာလိုက်ပါတယ်။လာရဲ့ကျေးဇူးနဲ့အနီးနားကတိုင်းပြည်တွေအပါအဝင်လူသား9000လောက်ကျွံပွားကလွတ်မြောက်ခဲ့ပြီးသူတို့ဘာသာရပ်တည်နိုင်အောင်တာဝန်နားမှာစိုက်ပျိုးရေးတွေလည်းလုပ်ပေးနေပါတယ်။လိုက်စဉ်းစားနေကြတာကကဘာကြီးကိုယ်တိုင်ကရုံမှညစ်ပတ်နေတာမဟုတ်ပဲခွဲခြားဆက်ဆံမှုကသာပြဿနာဖြစ်နေရကြောင်းဖြစ်စီဖို့တဲ့ကာကွယ်မိကျင်လာပါတယ်။လက်စားရှေ့ပြီးသွားရင်လည်းခွဲခြားဆက်ဆံမှုမရှိပဲလူတိုင်းငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်နိုင်မယ်ကဘာကြီးတစ်ခုဖန်တီးခြင်းကြောင့်ပြပြတော့အားလုံးကလည်းကူညီပေးမဲ့အကြောင်းပြပြကြပါတယ်